ရောက်မယ်မုံမုံသားရဲ့မိုးတိမ်မုံလဲငွေလာရောက်မယ်မုံမုံသားရဲ့ကျဲပြူငယ်ချို့မိန်ရှာလို့ရွရွပဲစံပဲတိမ်မုံလဲငွေလာရောက်မယ်မုံမုံသားရဲ့မိုးတိမ်မုံလဲငွေလာရောက်မယ်မုံမုံသားရဲ့ကျဲပြူငယ်ချို့မိန်ရှာလို့ရွရွပဲစံပဲညင်ဦးရလွမ်းရဲ့ဘောကွယ်လွမ်းတရားဒီချိန်ခါမယ်ညငယ်ကလေးတွေတေးဖွဲ့တာတာတယ်ညင်ဦးရလွမ်းရဲ့ဘောကွယ်လွမ်းတရားဒီချိန်ခါမယ်ညငယ်ကလေးတွေတေးဖွဲ့တာတာတယ်နာခံလျက်ကွယ်မေးစက်မပြောခဲ့စိတ်စေစားမေနာတဝဲဝဲလေဖယားမှာတခါဆုံးနေညကပါကွယ်တိမ်မုံလဲငွေလာရောက်မယ်မုံမုံသားရဲ့မိုးတိမ်မုံလဲငွေလာရောက်မယ်မုံမုံသားရဲ့ကျဲပြူငယ်ချို့မိန်ရှာလို့ရွရွပဲစံပဲညင်ဦးရလွမ်းငယ်ဘောကွယ်လွမ်းတရားဒီချိန်ခါမယ်ညငယ်ကလေးတွေတေးဖွဲ့တာတာတယ်ညင်ဦးရလွမ်းငယ်ဘောကွယ်လွမ်းတရားဒီချိန်ခါမယ်ညငယ်ကလေးတွေတေးဖွဲ့တာတာတယ်နာခံလျက်ကွယ်မေးစက်မပြောခဲ့စိတ်စေစားမေနာတဝဲဝဲလေဖယားမှာတခါဆုံးနေညကပါကွယ်မြတ်ထားညိုဘာလို့များမကြစကားမဆိုးအောင်ကွယ်အိုးပဲသက်လေမြတ်ထားညိုဘာလို့များမကြစကားမဆိုးအောင်ကွယ်အိုးပဲတက်လေနင်းမုံပဲပြန်မြောက်ပြန်လေတော့တရားလိုလားကွယ်နင်းမုံပဲပြန်မြောက်ပြန်လေတော့တရားလိုလားကွယ်မလုံးထွေးလာသူမဲ့အာနွယ်လိုလားကွယ်မောင်နဲ့တူမေးလဲလွမ်းနာမဲ့တင်တယ်တွေ့ဆုံမုံရဲ့ထူးတယ်ဆိုမဲ့နဘူးစာရွာလဲမောင်နဲ့တူမေးလဲလွမ်းနာမဲ့တင်တယ်တွေ့ဆုံမုံရဲ့ထူးတယ်ဆိုမဲ့နဘူးစာရွာလဲသစ္စာငကိုထားမြတ်တာဖလဲဖယားမှာတခါဆုံးနေညကပါကွယ်
ထားညိုဘာလို့များမကြစကားမဆိုအောင်ကွယ်အိုးပဲသက်လေမြတ်ထားညိုဘာလို့များမကြစကားမဆိုအောင်ကွယ်အိုးပဲသက်လေနင်းမုံပဲပြန်မြောက်ပြန်လေတော့တရားလူလားကွယ်နင်းမုံပဲပြန်မြောက်ပြန်လေတော့တရားလူလားကွယ်မလုံးထွေးလာသူမဲ့အာနွယ်လိုလားကွယ်မောင်နဲ့တူမေးလဲလွမ်းနာမဲ့ထင်တယ်တွေ့ဆုံမုံရဲ့ထူးတယ်ဆိုမဲ့နဘူးစာရွာလဲမောင်နဲ့တူမေးလဲလွမ်းနာမဲ့ထင်တယ်တွေ့ဆုံမုံရဲ့ထူးတယ်ဆိုမဲ့နဘူးစာရွာလဲသစ္စာငကိုထားမေတ္တာဖလဲဖယားမှာတခါဆုံးနေညာကပါကွယ်